ယောဂီပေါင်းသူတော်ကောင်းတို့တရားမချုမှမပွားများမီဒိဋ္ဌိကိုတင်ညာသည့်အတိနဲ့အရင်ပြောရမှာပါပြီးမှပွားသည့်ပေရိယတော့ပွားရင်နဲ့သူ့လိုပြေးသွားမှာပါအဲဒါကြောင့်ဒိဋ္ဌိမကွာပုဂ္ဂိုလ်မှာလဲလူတွင်သัจ जा နတ်မှာတရားမူပြပြမပြစ်တော်မှာလဲကန္နာပြုကွဲကုသိုလ်သေးကပေါမြဲပေရွာရောက်မြဲသာသည်လို့လူဆိုထားတော့ဒိဋ္ဌိကိုပထမတင်ညာသည့်အတိလေးနဲ့အရင်ပြောရမှာပါလူပြောရမလဲမြတ်စွာဘုရားနဲ့တရားသမားတွေဟောထားတာပဲသူငါယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မရှိဘူးခန္ဓာ၅ပါးယုံနာနှစ်ပါးသာရှိတယ်ဥဒင်တို့ယောဂီတို့ရဲ့တဏ္ဍာမှာခန္ဓာ၅ပါးယုံနာနှစ်ပါးသာရှိပါတယ်ဒီခန္ဓာ၅ပါးယုံနာနှစ်ပါးကိုပထဝီတည်သောအာဘောဝါယောဆိုတဲ့ပထဝီတည်သောအာဘောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါးကအထောက်ပံ့ပေးထားတာပါကံသိဥဒုဟာရဆိုတဲ့အကြောင်းတရား၄ပါးကဥစဉ်တို့ယောဂီတို့အမိဝင်းကထွက်သားတွေကအယိုးကြီးပွားရာကြီးပွားကြောင်းအသားကြီးပွားရာကြီးပွားကြောင်းပြုပြင်ပေးထားတာပါကံသိဥဒုဟာရပြုပြင်ပေးထားတာပါအယိုးကြီးပွားရာကြီးပွားကြောင်းအသားကြီးပွားရာကြီးပွားကြောင်းအဲ့လိုအသီလေးတွေရင်သိထားမှာပါတကယ်ရှိတရားကစိတ်စေတသိက်ရောက်နိဗ္ဗာန်ဆိုတာရှိတရားပါသူမငါယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ပညာတင်ထားတဲ့မှန်သမျှမရှိတရားကိုအရှိလောက်ထားတာပါအမှားကြတော့အမှန်တင်အမှားကြတော့အမှန်နေလို့တင်နေတာပါတကယ်တမ်းသူငါယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လောကီမှာသုံးလုံးနေတဲ့ပညာမှန်သမျှတကယ်တွေ့ရင်အရှိတရားတွေမဟုတ်ပါဘူးမရှိတဲ့တရားကိုအရှိလောက်ထားတာပါအဲ့ဒါလိုအတိလေးနဲ့အရင်ပြောရမှာပါခန္ဓာ၅ပါးဆိုတာရဲ့ပေါက်ပြန်မှုသွင်းတို့ယောဂီရဲ့တဏ္ဍာမှာပေါက်ပြန်မှုသဘောတရားသူယုံ28ပါးရူပခန္ဓာခံစားမှုသဘောတရားသူဝေဒနာခန္ဓာဝေဒနာသိတသိက်မှတ်သားမှုသဘောတရားသူသင်ညေခန္ဓာသင်ညာသိတသိက်သင်္ခါရခန္ဓာပြုပြင်မှုသိတော်မူတိုက်တော်မူသဘောတရားအစုဖြစ်မှုပြည့်မှု
စေတသိက်50ဝိညာဉ်နဲ့ခန္ဓာသိမှုသဘောတရားစုစိတ်ဒါအရှိတရားတွေပါဦးဇင်းတို့ယောဂီတို့ရဲ့တဏ္ဍာမှာတို့ဘယ်နေရာဥစမ်းကြည့်လိုက်လေကိုယ်ကိုယ်ပဲသန္တာသူများပဲသန္တာပေါက်ပြန်မှုသဘောတရားလေးတွေတွေ့ရမှာပါခန္ဓာကိုယ်တစ်ခုလုံးပဲဥသန်သန်ပြောသဘောမာသဘောနူးညံ့တဲ့သဘောဒါတွေကပထဝီယုတ်တွေပါဒီလိုလေးတွေသိထားမှာပါပူသဘောအေးသဘောနှွေးသဘောယောဂီတို့ဥဒ္ဒနဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုသမ်းကြည့်မယ်တို့ရင်ပူသဘောအေးသဘောနှွေးသဘောတည်သောယုတ်တည်သောဓာတ်ပဲရှိပါတယ်ဥဒ္ဒနဲ့ယောဂီတို့ရဲ့ခန္ဓာမှာယူစည်းမှုသဘောပတ်ပွဲမှုသဘောဖွဲ့စည်းမှုသဘောဒီခန္ဓာကိုယ်ကြီးဟာယူစည်းမှုသဘောစီးတို့ချွေးတို့မျက်ရည်တို့နားရည်တို့သွေးတို့နတ်တို့ဒါယူစည်းမှုသဘောအာဘောယုတ်တွေပါဝါယောယုတ်ကတော့တွန်းသဘောကံသဘောထောက်ကံဝါယောလှုပ်ရှားဝါယောဒါရီယာဝါယောယုတ်တွေပါဦးဇင်းတို့ယောဂီတို့ရဲ့တဏ္ဍာမှာလေးချင်းလေးတွေတက်တာလေးတွေကြီးတက်တယ်လို့လည်းခေါ်ပါတယ်တချင်းပြန်တယ်လို့လည်းခေါ်ပါတယ်အဲ့ဒါဝါယောယုတ်ပါအစာစားတဲ့အစာတမင်းစားတဲ့အခါဗိုက်တဲ့တကွီးကွီးတကြွကြီးနဲ့မြင်နေရလဲအဲ့ဒါဝါယောယုတ်ပေါက်ပြန်မှုပါလေးလေတဲ့သဘောလေးတွေလဲဝါယောယုတ်ပေါက်ပြန်မှုပါအတဏပတ္တဝန်လေးထွက်လေးချူချိုက်နေတာလေအဲ့ဒါလေဝါယောယုတ်လေးတွေပါဘရူဤဒီသောအာဘောဝါယောဆိုတဲ့ယုတ်တရားတွေပဲရှိပါတယ်ခန္ဓာ၅ပါးယုံနာပါတဲ့ခန္ဓာ၅ပါးယုံနာ၅ပါးပဲရှိပါတယ်ဆိုလေအသိလေးတွေကိုဉာဏ်လေးနဲ့သိနေရမှာပါဒါအသိနဲ့ပြုတ်တာပါဆရာသမားတွေဟောပုံညွှန်ပြတဲ့အတိုင်းအာနာပါနာသာပြီးတော့ယုတ်ခန္ဓာကိုယ်မှာတွေ့မြင်နေရတဲ့ယုတ်တရားတွေဒါတွေကိုမြင်မှဝိပဿနာဖြစ်မှာပါယုတ်တရားတို့ယုတ်တို့ဝေဒနာတို့သင်ညာတို့သင်္ခါရတို့ဝိညာဉ်တို့သူတို့ရဲ့ဖြစ်မှုပြည့်မှုလေးတွေကိုသိမှဒါဝိပဿနာရောက်မှာပါဝိပဿနာအသိမဖြစ်သေးပါဘူးဝိပဿနာဆိုတာကတော့ဦးဇင်းတို့ယောဂီတို့လောကီသင်္ကရနယ်တဲ့ကဖြစ်မှုပြည့်မှုရှိပါတယ်ဖြ
ဖြစ်ပြသမျှသင်္ခါရဒုက္ခသစ္စာမှလို့ဆိုရတာဘူးအရာသင်္ခါရနဲ့ဖြစ်ပြရှိပါတယ်အသင်္ခါရနဲ့ကြတော့ဖြစ်ပြမရှိတဲ့နေရာကိုရောက်အောင်ရှုမှတ်ပွားများမှာပါပရမတော့သင်္ခါရနဲ့သင်္ခါရနေရာမှာအသင်္ခါရနေကိုကူးပြောင်းရမှာပါတရားရှုမှတ်တဲ့အခါကျတော့ပြင်းမြတ်ကိုခွာပြီးပရမတ်မြင်အောင်ကြည့်ရမှာပါဝင်လေးတွက်လေးဆိုတဲ့ဝါရုပ်ကလေးကအဲ့ဒါရုပ်တရားပါအဲ့ဒီရုပ်တရားတွေပြည့်သွားတဲ့သဘောကိုသိမှဝိပဿနာဆိုင်မှာပါဦးဇင်းတို့ယောဂီတို့ရှုတွေမှတ်နေတယ်ဆိုတာသမထနဲ့ဝိပဿနာတွဲရှုနေတဲ့သဘောပါပဲနောက်တပြေးပြေးနဲ့ရှုပါများလာတဲ့အခါကျတော့တစ်ဆင့်နဲ့တစ်ဆင့်ရင်အောင်ဆရာသမားတွေရဲ့ပြောကြတဲ့ဟောကြတဲ့အတိုင်းသင်္ကတနေနေအသင်္ကတနေကူအောင်တပြေးပြေးချင်းလောက်ယူရမှာပါဝါယူရမှာပါဒီတရားများကိုကျူမပွားများနေတဲ့အခိုက်တန့်ပြစ္ဆုတ်ပန်းတဲ့အာယုံနဲ့ဒွါရနဲ့ကိုက်နေတဲ့အခိုက်တန့်ဟာဒါအပွားဉာဏ်နဲ့ဒိဋ္ဌိပြုတ်နေတာပါတရားတိုင်းတဲ့အခါကျတော့တရားမတိုင်းခင်ကံနာ၅ပါးယုတ်နာ၅ပါးတို့ကိုမြတ်စွာဘုရားအား၎င်းတရားတော်များအား၎င်းသံဃာတော်ချင်းသူများတို့အား၎င်းဘုဂုတ်ဆရာတော်ဘုရား၏ကမ္မဋ္ဌာနသရိယဆရာသမားတို့အားခန္ဓာ၅ပါးယုံနာ၅ပါးတို့ကိုအနန္တလူရမ်းမာ၏လို့လူရမ်းတာဒါနကုသိုလ်ပါတရားရှုမှန်နေတဲ့ခိုက်တည်းမှာစိတ်လေးရတည်ငြိမ်နေတာအဲ့ဒါသီလကုသိုလ်ပါဝင်လေတွေ့လေးကိုရှုမှတ်ပွားများနေတာကသမထကုသိုလ်ပါသမာရိယဒီအောင်သမာရိယအောင်ရှုမှတ်နေတာပါသမာရိယလားမဟုတ်ပဲဝိပဿနာဘက်ကိုတပြေးပြေးချင်းတစ်ဆင့်ချင်းကူရမှာပါယုံနာတို့ရဲ့ပြည့်မှုကိုပိုင်နိုင်မြင်မဲ့သို့ရင်လူဖြစ်ကျိုးနဲ့ပါတယ်အဲဒါကြောင့်လူဖြစ်ကျိုးဝိပဿနာလုပ်တဲ့သူကလူဖြစ်ကျိုးနဲ့အောင်ဉာဏ်ပွားများတဲ့အလုပ်ပါဒါနသီလသမထတွေအဘယ်မှပိတ်နိုင်သေးပါဘူးဝိပဿနာအသိရောက်မှတာဘယ်ဥပိတ်နိုင်မှာပါအဲဒါကြောင့်မတိမှုဝိဇ္ဇာကင်တနာတွေကြောင့်တရားတွေလုံးနေကြတာသာမတင်သားနေရတခွနဲ့ယခုချိန်ထိပါပဲ